撒天马老师录等呀，你给那边马老师懂了说，对我们懂。Hello， 大家好，我是 Senki 老师。今天个老师那那略的下播喏，但咩嘞，都咩对比咯，没地的哈里老师表没。那把来说咯，说今天 no set 的所以你好，你好吗？你好嗎？你講啦，အဲ့လိုနှုတ်ဆက်တယ်ပေါ့နော်။ဒါပေမဲ့ပြန်စဉ်းစားမယ်ဆိုရင်တော့တကယ်စကားပြောရဲဆိုရင်你好嗎တုံးရလားပေါ့နော်။စာထဲမှာတော့အဲ့လိုတင်ရတယ်တကယ်လည်းအပြင်မှာတော့တုံးလားဆိုတိတ်တော့မတုံး။အဲ့တော့တို့တငယ်ချင်းတွေတွေ့တယ်မိတ်ဆွေတွေတွေ့တယ်ဆိုရင်ဘယ်လိုနှုတ်ဆက်လို့ရလဲ။你好嗎အပြင်နော်ဘယ်လိုနှုတ်ဆက်လို့ရလဲဆိုတော့最近怎么样？最近ဆိုအခုတလို့ဒီရက်ပိုင်း怎么样ဘယ်လိုလဲရပြီနော်။好久不见ထည့်ချင်လဲရတယ်။好久不见မတွေ့ရကြပြီနော်။最近怎么样啊？ခုတလို့ဘယ်လိုလဲရပြီနော်最近还好吗တုံးလို့ရတယ်ခုတလို့ဘယ်လိုလဲ最近还顺利吗ခုတလို့အဆင်ပြေလားနောက်တစ်ခုက还 OK 吗တုံးလို့ရသေးတယ်နော်最近还 OK 吗ရတယ်နော်老师တို့ဆိုတုံးနေအဲ့လိုပုံစံတွေတုံးလို့ရမယ်နော်你好吗ဆိုရင်ကျွန်တော်နည်းနည်းစာသားဆန်နေခုန老师ပြောသလို好久不见မတွေ့ရကြပြီ最近怎么样最近还可以吗最近还顺利吗还 OK 吗တုံးလို့ရပြီနော်အဲ့တော့ဒီဟာလေးတုံးကြည့်ပါအဲ့တော့你好吗ထက်စာလို့ရှိရင်ပို့ပြီးတော့တကယ်အသုံးဝင်တဲ့စကားတွေရမယ်နော် OK 老师နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်谢谢大家下个视频见 US မှာရှိတဲ့ပြုစာတန်းကိုအသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ TikTok ကနေဆိုရင် contact us ကနေဆက်သွယ်လို့ရသလိုကျွန်တော် TikTok bio မှာပေးထားတဲ့ account ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ပြီးတော့ Facebook ကြည့်နေတဲ့သူတွေဆိုရင်တော့ Facebook page ရဲ့ Messenger ကနေသဖြင့်အသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်